ညချိန်ကောင်းကင်မှာထွန်းလင်းနေတဲ့လမင်းဟာမိုးတိမ်တွေအကြားဝင်ရောက်ပျောက်ကွယ်သွားတာနဲ့လရောင်ဆန်းနေတဲ့တပြေလရွာကလေးမှာတော့အမောင်ထုရုပ်ကြီးဆိုသလိုကြီးစိုးလို့သွားပါတယ်။အမောင်ထုကြီးစိုးသည့်ကြားကနှစ်ရှည်သစ်ပင်ကြီးတွေဖြစ်တဲ့မကြီးပင်၊အုန်းပင်နဲ့ထန်းပင်အပြင်တခြားသောအပင်တွေကလည်းအိမ်ကြီးအိမ်ကောင်းတွေထက်မြင့်မားစွာပေါက်ရောက်နေရကြောင်းအမောင်ထုထဲမှာတော့ထူးထူးထောင်ထောင်ထွက်ပေါ်လို့နေတယ်။လရောင်ပျောက်ကွယ်သွားပြီးအမောင်ထုကြီးစိုးတဲ့ရွာလေးပေါ်ငှက်ဆိုးတစ်ကောင်ဟာကြက်သရေမရှိလာတဲ့အတန်ကိုပေးရင်ရွာကလေးပေါ်ကနေပြီးတော့ခောက်တုတ်ခောက်ပြန်ထက်သန်းနေသလိုရွာပြင်သင်းချိုင်းစီကအူလာတဲ့ခွေးတွေဟာလည်းရွာလေးစီကိုတဖြည်းဖြည်းတိုးကပ်လို့လာနေရဲ့။အဲ့ဒီအချိန်အဲ့ဒီအခါမှာတော့ရွာထဲမှာနေထိုင်ကြကုန်တဲ့ရွာသူရွာသားတို့ကချောင်းဟန်တန်တစ်ချက်ကလေးပင်မကြားရဘဲနဲ့သူတို့ရဲ့နေအိမ်မှာငြိမ်ကုတ်ပြီးတော့နေကြတယ်။ရွာထဲမှာရှိတဲ့အိမ်တွေအားလုံးနီးပါးဟာမီးခွက်ဖျောင်းနိုင်တွေမှုတ်ပြီးတော့တိတ်ဆိတ်စွာနေကြပေမဲ့ပြင်အောင်ပြင်ခင်းအိမ်တစ်လုံးမှာတော့မီးလင်းရောင်ဟာအမောင်ထုထဲမှာအတိုင်းသားထွက်ပေါ်လို့နေတယ်။အဲ့ဒီအိမ်မှာတပြေလရွာကတာပြောရဲ့နေအိမ်ဖြစ်တယ်။ခွေးဥတန်ငှက်ဆိုးအော်တန်နေကြောင်းအိမ်အောက်တန်းရမှာအိမ်နေရဲ့တာပြောတယောက်ကြက်သိမ်းမွေးညင်းနေထလာပြီးအညာဖြင့်ဆောင်ခေါင်းမူးချုံလိုက်ပြီးတော့တန်းရမှာဘေးတစောင်းနေထားနဲ့ကျိမ့်မိတ်ပြီးအိမ်နေမိရဲ့အိမ်အောက်မှာသူအိမ်နေရတဲ့အကြောင်းဟာသူ့ရဲ့နေအိမ်ပေါ်မှာအောက်လန်းစိုးတင်ရှိနေရကြောင်းအခုလိုမျိုးအိမ်အောက်တန်းရမှာသူအိမ်နေခြင်းပဲဖြစ်တယ်အိမ်လေးပေါ်မှာတော့အောက်လန်းစိုးတင်ကကျွန်းစပွဲခုံတစ်လုံးကိုအိမ်ဦးခန်းမှာထားပြီးဖျားဆောင်ကိုဖြင်းဆောင်ကျန်းတစ်ထည်နဲ့ဖုံးကွယ်လို့ထားပြီးဖျားဆောင်ရှိမှတော့ဖျားဆောင်နဲ့လုံးဝမသက်ဆိုင်တဲ့အောက်လန်းအစီရင်တွေတင်ဆောင်ထားတယ်။အောက်လန်းစိုးတင်ဟာစပွဲခုံပေါ်မှာရှိရဲ့အမျိုးအမည်စုံလာတဲ့အောက်လန်းအစီရင်တွေကိုကြည့်ပြီးပါဇက်ကလည်းမန်တန်တစ်ပုတ်ကိုရေရွတ်လို့နေရဲ့။သူအဲ့လိုမျိုးမန်တန်စရွတ်လိုက်တာနဲ့တပြေးလားရာလေးထဲမှာရှိရဲ့မကြီးပင်ကြီးတွေထန်းပင်တွေနဲ့အုန်းပင်တွေဟာအိတ်တန်းဝင်နေတဲ့စာကလေးနဲ့ဇရက်ငှက်တို့ဟာလည်းရုတ်တရက်ထပြန်ရာငှက်တို့ရဲ့အော်တန်တွေဟာရွာထဲမှာတတော့ကိုကြဲကြဲလောင်လောင်ကိုထွက်ပေါ်လို့သွားတော့တယ်။အောက်လန်းစိုးတင်ကရွာထဲမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တို့ကိုအာယုံမဆိုင်ပဲအရှိမှရှိနေတဲ့စပွဲပေါ်မှာရှိရဲ့အစီရင်တွေအနက်ရင်နွေးပကံလုံးအတွင်းမှာထည့်ထားတဲ့၆ကပ်နေတဲ့သွေးခွက်ကိုသာအသေးချာစိုက်ကြည့်ပြီးမန်တန်ကိုသာအဆက်မပြတ်ရွတ်လို့နေတယ်။မန်တန်ရွတ်တန်ကျဲလောင်လေးလေးရွာအတွင်းကခွေးတို့ဦးတန်ရွာပေါ်လှည့်ပတ်ပြန်နေတဲ့ငှက်ဆိုးတို့ရဲ့အော်တန်ဟာလည်းတစားတဲ့တစားကျဲလောင်လာသလိုအိမ်အောက်တန်းရမှာဆောင်ကောင်းမွေးချုံနေတဲ့တာပြောကလည်းကြောက်စိတ်တို့ပိုလာလေးလေးဖြစ်တယ်။အောက်လန်းစိုးတင်ကသူ့ရဲ့အရှိမချထားတဲ့ရင်နွေးချမ်းပကံတွေကသွေးကြောတို့ဆိုလာပြီးသွေးဆက်ဖြစ်ပြောင်းလဲလာတာကိုရေနံစီမီးကွက်အလင်းရောင်အောက်မှာအတိုင်းသားမြင်နေရတဲ့အခါကျေနပ်စွာပြုံးလိုက်ပြီးမန်တန်ကိုလည်းအားစိုက်ပြီးတော့ရေရွတ်လိုက်တယ်။ရေနွေးပကံလုံးတွေကသွေးဆက်တွေဟာရေနွေးပကံလုံးအပြင်ဘက်ကိုစုစည်းပြီးတဖြည်းဖြည်းမြောက်တက်လာချိန်မန်တန်ရွတ်နေတဲ့အောက်လန်းစိုးတင်ကမန်တန်ရွတ်လျက်သားနဲ့အဲ့ဒီသွေးဆက်ကိုသေချာကြည့်ပြီးစပွဲခုံပေါ်မှာတင်ထားတဲ့မုတ်ဆိုးထားထောင်းနေဟန်ရှိရဲ့မဲနဲ့နေတဲ့တစ်သားရုပ်ကိုကောက်ကင်လိုက်ပြီးတော့ရင်နွေးပကံလုံးအတွင်းဟာမြောက်တက်လာတဲ့သွေးဆက်နဲ့ထိမိစေဖို့ကာထားလိုက်တယ်။သွေးဆက်ဟာမဲနဲ့နေတဲ့အယုံနဲ့ထိတွေ့သွားချိန်အယုတ်အတွင်းကိုတဖြည်းဖြည်းစိတ်ဝင်သွားပြီးအယုတ်ဟာလည်းအောက်လန်းစိုးတင်လက်အတွင်းမှာတဖြည်းဖြည်းလူးလွန်းလှုပ်ရှားလို့လာတယ်။အဲ့ဒီအခါမန်တန်ရွတ်နေရဲ့စိုးတင်ကအယုတ်ကိုသူ့ရဲ့ရှေ့ခက်လန်းလန်းကိုပစ်ချလိုက်ပြီးမန်တန်ကိုလည်းဆက်ရွတ်နေချိန်မှာအယုတ်ဟာတဖြည်းဖြည်းနဲ့ကြီးမားတဲ့ကြီးမားလာပြီးအရက်6ပေခွဲခန့်ရှိပြီးတကူလုံးမဲနှက်နေရဲ့လူတယောက်အသင်တန်ဖြစ်ပေါ်လာတယ်
မီးသွေးခဲပမာမဲနှက်နေပေမဲ့မျက်လုံးတို့ကတော့လွန်စွာမှကြောက်ပနေပြီးမီးကြီးခဲပမာဖြစ်တယ်။အယုတ်ကပြောင်းလဲလာတဲ့သူဟာမုတ်ဆိုးဒူးထောက်ထိုင်နေရင်ကမန်တန်ရွတ်နေတဲ့အောက်လန်းစိုးတင့်ကိုလည်းခေါင်းညွန့်အယိုအသေးပေးပြီးမန်တန်ရွတ်တန်ဆုံးတာနဲ့စတင်စကားဆိုလာတယ်။ကျုပ်ကိုနှိုးတဲ့မန်တန်သခင်ကိုအယိုအသေးပေးပါတယ်။မန်တန်သခင်အလိုရှိရာစေခိုင်းနိုင်ပါတယ်။ကောင်းတယ်ကောင်းတယ်မင်းကိုနိုင်ဖို့သုံးတဲ့သွေးပိုင်ရှင်ဘသူလဲဆိုတာမင်းသိရမလားကျုပ်သိပါတယ်ကောင်းပြီမင်းသူ့စီကိုသွားနေပြီတော့ပြီးရင်မင်းဗီဇအတိုင်းပြုတ်မှုကွာကောင်းပါပြီမန်တန်သခင်မန်တန်သခင်အလိုရှိရာကိုကျုပ်လုပ်ပါမယ်အခုပဲကျုပ်သွေးပိုင်ရှင်စီကိုသွားပါတော့မယ်အယုတ်ကပြောင်းလဲလာတဲ့တကူလုံးမဲနဲ့နေတဲ့လူတံမကောင်းဆိုးဝါးကောင်ဟာအဲ့လိုပြောပြီးနောက်ပိတ်ထားတဲ့ပတင်းပေါက်အနားကိုသွားလိုက်ပြီးပိတ်ထားတဲ့ပတင်းပေါက်ဟာလည်းရုပ်ကြီးဆိုသလိုပွင့်သွားတော့တယ်အဲ့လိုပွင့်သွားတဲ့ပတင်းပေါက်နေရာမှာမကောင်းဆိုးဝါးကောင်တွေခုန်ချပြီးပျောက်ကွယ်လို့သွားတယ်အဲ့လိုตาပြောရဲ့နေအိမ်ပေါ်ကနေအောက်လန်းစိုးတင်စီရင်ထားတဲ့မကောင်းဆိုးဝါးကောင်ထွက်ခွာသွားတဲ့အခါမှာတပြေလရွာလေးဟာလည်းပုံမှန်မဟုတ်စူညံနေတဲ့အရာတွေပျောက်ကွယ်လို့သွားတော့တယ်အခုချိန်မှာတော့ကြံစီထားတဲ့အကြံစီအောင်မြင်သွားလို့ตาပြောအိမ်ကအောက်လန်းစိုးတင်ရဲ့ရေတံဟာလည်း3 အိမ်ကျော်4 အိမ်အကြားထွက်ပေါ်လို့နေပါတော့တယ်ကောင်လေးထအိမ်လေးပေါ်မှာအိပ်ပျော်နေရဲ့ဘိုးထင်ကိုလည်းလူတယောက်ကလှုပ်နိုးလာတာကြောင့်ဘိုးထင်တယောက်မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်သူမြင်လိုက်ရတာဟာဖြင့်အမှောင်ထဲမှာမီးတောက်ပမာဝင်းဝင်းကြောက်နေတဲ့မျက်လုံးတစ်စုံကိုပင်ဖြစ်တယ်အောက်လန်းပညာသည်တယောက်မလို့အဲ့လိုထိတ်လန့်ဖွယ်အရာကိုမြင်တွေ့လိုက်ရပေမဲ့ကြောက်လန့်စိတ်တို့အလင်မရှိဘူးမျက်တောင်မခတ်ပဲအဲ့ဒီအရာကိုစိုက်ကြည့်ပြီးအဲ့နေရာကနေထားလိုက်တယ်အဲ့နောက်ဖိုးထင်ဟာအမောင်ထဲမှာမြင်နေရတဲ့မီးတောက်တံမျက်လုံးအစုံပိုင်ရှင်ကိုစကားဆိုလိုက်တယ်မင်းကဘာလဲဘာလို့ငါ့ကိုနှိုးတာလဲမင်းကငါပဲလေငါကိုငါနှိုးတာဘာဖြစ်လဲယူးကြောင်ကြောင်နဲ့လုံနေနဲ့မင်းကဘာကောင်လဲတရေလားတဆေလားပြောဟက်ကောင်ခတ်ပြီမင်းကငါပါဆိုအခုချိန်ရစပြီမင်းကငါအပိုင်ဖြစ်သွားပြီဒီကောင်ကြောင်တောင်နေလာလုံနေရသေခြင်းမီထင်တယ်မင်းငါပြောတာအောင်နားမလည်ဘူးလားငါကမင်းဆိုတာလေဝေးမသားကတော့ငါ့ကိုဘာများအောက်မေ့လဲဘိုးထင်တယောက်သူ့ကိုမခန့်လေးစားစကားတွေဆိုနေရဲ့အမောင်ရိပ်ထဲအားမျက်လုံးရှင်လွန်စာဒေါသထွက်ပြီးထိုင်နေရာကနေရုပ်ကြီးမတက်ထရက်ပြီးတော့မျက်လုံးသာပေါ်နေရဲ့အဲ့ဒီနေရာထံကိုတိုးဝင်ပြီးလက်နဲ့ဖမ်းဆုပ်လိုက်တယ်ဒါပေမဲ့အမောင်တရားမျက်လုံးဟာရုပ်ကြီးပြောက်ကွယ်သွားပြီးသူ့ရဲ့ကြောဘက်စီကလှောင်ပြောင်ရေမောတန်နဲ့အတူနောက်ထပ်ရီးသက်သက်စကားတွေဆိုနေပြန်တယ်တဲခတ်တဲ့ကောင်ပဲငါကမင်းပါဆိုမင်းကငါ့ကိုလိုက်ဖမ်းနေရဲ့မင်းငါ့ကိုဘာမှလုပ်လို့မရဘူးမှတ်ထားဘာလို့အခုမှအိမ်ထဲတလောက်မှောင်နေရလဲပေတူပါအေးဟက်ကောင်နေမိခွက်ထွန်းစမ်းစိတ်တို့ဒေါသထွက်စွာနဲ့ဘိုးထင်အဲ့လိုစကားဆိုလိုက်ပင်မဲ့ပေတူးနဲ့တာအေးရဲ့တုတ်ပြန်စကားမကြားရပဲသူ့ရဲ့နောက်ကျောရောက်ရှိနေပြီဖြစ်တဲ့မီးမျက်လုံးပိုင်ရှင်ရဲ့နောက်ထပ်စကားတွေကိုသာကြားရတယ်ခက်ပြီမင်းအခုချိန်ဘသူ့ကိုခေါ်ဘာမှထူးမှမဟုတ်ဘာလို့လဲဆိုတော့မင်းကငါမလို့ပဲအဲ့လိုပြောပြီးမီးဝင်းတောက်နေရဲ့အလားအမောင်ချရမျက်လုံးအစုံဟာတဖြည်းဖြည်းနဲ့ဘိုးထင်ရဲ့မျက်နှာချင်းဆိုင်စီကိုတိုး၍လာတယ်ဘိုးထင်ကလည်းကြောင်လန့်တုံလောက်ခြင်းအလင်းမရှိပဲသူ့နာတိုးကပ်လာတဲ့အမောင်နဲ့ရမျက်လုံးပိုင်ရှင်နဲ့မျက်နှာချင်းဆိုင်လိုက်တယ်အမောင်တူးမှာလွန်စွာကြီးစိုးနေရကြောင်းသူ့ကိုမလေးမစားမခန့်လေးစကားဆိုတဲ့မျက်လုံးတစ်စုံအားလွယ်လို့ကျန်တဲ့ဘယ်ရာကိုမှမမြင်ရပဲရှိနေရဲ့များမကြာမီအချိန်မှာတော့သူနဲ့အလွန်နီးကပ်စွာရောက်ရှိလာတဲ့မျက်လုံးအစုံဟာသူ့ရဲ့မျက်နှာနဲ့ထိလူမတက်အချိန်မှာတော့သူ့ရဲ့ခန္ဓာကိုယ်တယောက်ယောက်ကချုပ်ကင်လိုက်သလိုလှုပ်လို့မရတာကြောင့်လည်းအနှဲငယ်စိတ်လှုပ်ရှားသွားပြီးအားထည့်ပြီးယုံလိုက်တယ်
ဒါပေမဲ့လှုပ်လို့မရအောင်အဲ့လိုလှုပ်လို့မရတာကြောင့်ဘိုးထင်ဟာအလွန်ဒေါသထွက်သွားပြီးမျက်နှာချင်းဆိုင်ရာမျက်လုံးပိုင်ရှင်ကိုလည်းစူးစိုက်ကြည့်ပြီးတော့အတန်ခတ်မမာနဲ့မေးမြန်းလိုက်တယ်မင်းငါ့ဘာလုပ်လိုက်တာလဲဘာလုပ်လို့လဲငါဘာမှမလုပ်ဘူးမင်းကငါမလို့မင်းစီမှာငါနေမှာလေတိတ်ဆန်းမင်းငါ့ကိုဘာလို့ရုံးမြောင်လုပ်လိုက်တာလဲမင်းကဘာကောင်းလဲခတ်ပြီအခုထက်ကြီးကိုမင်းကသဘောမပေါက်သေးဘူးကိုကဲထားလိုက်မကြခင်မင်းနဲ့ငါတသားတယ်ဆိုတာသိလာမှာပါအမောင်ထဲမှာမျက်လုံးသာမြင်ရတဲ့သူကဘိုးထင်ရဲ့မျက်နှာအနားထိတိုးကပ်ပြီးတော့စကားဆိုပြီးတစားတစားပို့ပြီးတော့လဲတိုးကပ်လာတယ်အမောင်ထဲကမျက်လုံးပိုင်ရှင်ဟာအဲ့လိုပြောပြီးဘိုးထင်ရဲ့မျက်နှာကိုတိုးဝင်တာကြောင့်ဘိုးထင်တယောက်ထိတ်လန့်သွားပြီးအတန်မမာနဲ့ဟန့်ကြားလိုက်တယ်ဟဲ့ကောင်ရက်စံငါစီမလာနဲ့ဘိုးထင်တယောက်ဘလောက်အတန်ကြဲကြဲနဲ့အော်ဟစ်တားဆီးစီကမှုအမောင်တို့တရားမျက်လုံးပိုင်ရှင်ကတော့သူ့ရဲ့မျက်နှာနဲ့တထက်သေးကြအောင်ပို၍တိုးကပ်လာပြီးဘိုးထင်တယောက်လွန်စွာတုန်လှုပ်သွားပြီးတော့ရုံးကန်ပင်ပဲရုံးမရတာကြောင့်အော်ဟစ်ခြင်းနဲ့သာဟန့်ကြားနေရပါတော့တယ်မလာနဲ့ကိုဘိုးတင်ဘာဖြစ်တာလဲမောင်မဲနေတဲ့အိမ်လေးတွေကအော်တန်နဲ့အတူမရှိမနှောင်းမှာတစ်သားမီးချစ်တန်နဲ့အတူရေနံစီမီးခွက်ရဲ့အလင်းရောင်ဟာအတိုင်းသားထွက်ပေါ်လို့လာပြီးဖြစ်တယ်ရေနံစီမီးအလင်းရောင်အောက်မှာတော့ပေတူးနဲ့တာအီတို့နှစ်ယောက်ကဘိုးထင်ကိုလှုပ်နိုးနေကြပြီးအလန့်တစားအော်ဟစ်နေရကြောင်းအခြေအနေကိုမေးမြန်းနေကြခြင်းပဲဖြစ်တယ်ဘိုးထင်တယောက်မျက်လုံးစုံမိတ်ပြီးအော်နေရကနေပေတူးနဲ့တာအေးရဲ့အတန်ကြောင့်မျက်လုံးဖွင့်ပြီးကြည့်လိုက်ပြီးအံ့ဩတကြီးနဲ့စကားဆိုတယ်ငါအိမ်မက်နေရပဲဘိုးထင်ရဲ့စကားကြောင့်တာအေးရတက်ပြင်းချလိုက်ပြီးမင်းရလေကွာလန့်လိုက်တာဘာများဖြစ်ကြလဲလို့အေးကွာတာအေးပြောလဲပြောကျင်စရာလန့်လိုက်တာမင်းရော်တာတော်တော်ဆိုးတယ်ပေတူးနဲ့တာအေးစကားကြောင့်ဘိုးထင်တယောက်အနှင်းငယ်ရှက်သွားပြီးမင်းတို့ကလေကွာငါကလေအော်ကျင်လို့အော်တာမှမဟုတ်တာပဲသူ့ဘာသာသူအော်မိသွားတာဘလို့လို့တက်နိုင်မှာလဲအဲ့ဒါချားပါအောင်မင်းဘာတွေအိမ်မက်လို့အခုလောက်လန့်ပြီးတော့အော်ရတာလေအိမ်မက်ကတော့ထင်ထင်ရှားရှားပဲကွာဟုတ်လားလှုပ်ဆန်းမအောင်ဘလို့ထင်ရှားရလဲအမောင်ထဲမှာမျက်လုံးနှလုံးပဲပေါ်တဲ့သူကငါ့ကိုဝင်ဘူးတာကွာမျက်လုံးနှလုံးနဲ့ပေါ်တယ်ဟုတ်လားဘလို့မျိုးလဲငါလည်းသေချာမသိပါဘူးကွာအိမ်မက်ကတော့တကယ်ကြီးကြနေရပဲငါတော့မှတော်တော်လန့်သွားတာသာကြည့်အေးအိမ်မက်နဲ့ပတ်သက်ပြီးထူးဆန်းတာတွေဖြစ်မှာလားမဖြစ်တော့ပါဘူးမိုးလဲလင်းတော့မယ်ထင်တယ်ကြက်တော့တွန်းနေပြီကွာငါတို့ကိုကြီးဝင်းဦးအိမ်ကိုဆော့သွားမှာမလားအလိုမန်းတဲ့တိုင်တောက်ခုတ်ဖို့လေအေးဟုတ်တယ်အဲ့ဒါဆိုလဲသွားတာပေါ့ကွာဒီလိုနဲ့ဖိုးထင်တို့၃ယောက်ဟာလေပြန်လဲအိတ်ဆက်ချင်းစိတ်မရှိတော့ဘဲနဲ့စာအိုးမဲခဲတို့ကိုယူပြီးသွားတိုင်မျက်နာတက်လှုပ်ပြီးနောက်မိုးမလင်းသေးတဲ့အချိန်မှာပဲရွာထဲကိုထွက်ခွာလာခဲ့ကြတော့တယ်သူတို့ထွက်သွားပြီးမကြာမီအချိန်မှာတော့အိမ်ဝိုင်းတွင်းရတစ်ပင်ကြီးတွေဟာလေမတိုက်ပဲရိမ်ထိုးပြီးငရေလှုပ်တဲ့အလားလှုပ်ရမ်းနေပါတော့တယ်ပေပင်ရွာလေးရှိဦးအောင်ရဲ့နေအိမ်ရှိမှလူအများဝိုင်းအောင်လိုနေကြတယ်အကြောင်းကတော့ဦးအောင်ရဲ့မိန်းမဖြစ်သူမဝတီကအိမ်ရှိကွတ်တာမှာဒူးထောက်ပြီးသူ့ရဲ့အဖြစ်တို့ကိုလည်းခွင့်လွှတ်ဖို့အတွက်ဦးအောင်ကိုတောင်းဆိုနေရကြောင်းပဲဖြစ်တယ်ဝိုင်းကြည့်နေတဲ့ရွာသူရွာသားတွေကလည်းတနာကျင်နာတက်သူတွေအများစုမလို့မဝတီရဲ့လောက်ရက်ကိုနားလေပေးပြီးစာနာတနာကြပြီးအိမ်ပေါ်ကဆင်းမလာသေးတဲ့ဦးအောင်ကိုလည်းခွင့်လွှတ်နားလေပေးဖို့အတွက်ကူပြီးတော့ပြောပေးနေကြသေးရဲ့ကိုအောင်ရဲ့မဝတီတနာပါတယ်တော့သူ့အိမ်ထဲပြန်ခေါ်ထားလိုက်ပါဟုတ်တယ်သူလဲငယ်ရွယ်သူဆိုတော့တခါတလေတော့လေမှားမှာပေါ့တော့ပတ်ဝန်းကျင်အားလူတွေအဲ့လိုဆိုလာတဲ့အခါမြေပြင်မှာဒူးထောက်ထိုင်နေတဲ့မဝရီမှာတာ၍ပင်အားတက်သွားပြီးတော့ငိုတန်နှောတဲ့လေတန်နဲ့လေအိမ်ကြီးပေါ်ကိုကြည့်ပြီးတောင်းပန်စကားဆိုပါတယ်အကိုကြီးကျမတောင်းပန်ပါတယ်ရှင်ကျမမကောင်းတာပါအားလုံးကျမတောင်းပန်ပါတယ်အကိုကြီးနဲ့ကျမမခွဲနိုင်တော့ပါတရွာလုံးလည်းအကိုကြီးစိတ်ကျဉ်တဲ့တည်းရှိခိုးပြီးလိုက်တောင်းပန်ပေးပါမယ်
မဝတီနဲ့ရွာသူရွာသားတို့ရဲ့စကားကိုအိမ်ပေါ်မှာရှိနေတဲ့ဦးအောင်ကြားပေမဲ့ဘာတောက်ပြန်ရမလဲမသိဖြစ်လို့နေရဲ့သူဟာလွန်ခဲ့တဲ့ရက်ဒီမှာမိန်းမဖြစ်သူကိုရွာနစ်နာသူတွေကိုတောင်းပန်ပြီးမှသာရွာကိုပြန်လာနိုင်မှာဖြစ်ကြောင်းပြောပူတယ်အခုမနက်အစောမှာတော့သူ့အိမ်ရှိကိုဒူးထောက်ပြီးအော်ကြီးဟစ်ကျဲတောင်းပန်နေတဲ့မိန်းမဖြစ်သူကြောင့်များစွာအံ့ဩနေရတယ်မဝတီရဲ့အပြောဆိုအပြုအမူတွေကြောင့်ရွာသူရွာသားတွေဟာပင်ခွင့်လွှတ်ပေးဖို့ထိတောင်းဆိုနေပေမဲ့သူဘလို့ပြုမှုရမယ်မသိဖြစ်နေရဲ့အဲ့ဒီချိန်အိမ်ပေါ်ရွာလူကြီးနဲ့ဘာကြီးများအပြင်ဦးတန်းမောင်တို့တက်လာကြတယ်အဲ့နောက်သူတို့ကအိမ်ပေါ်မှာဆေးတံခဲပြီးတမလီခွေထိုင်နေတဲ့ဦးအောင်ကိုလည်းစတင်စကားဆိုကြတယ်ပြိုးကိုအောင်ခမည်းမိမဘယ်ချိန်တည်းကရောက်နေရလဲဗျမနဲ့အစောကြီးကလေးကရောက်နေရအဲ့ဒါများခမည်းဘာလို့အိမ်ပေါ်အတက်မခံရရလဲအတော်လေးအသေးမာတဲ့သူပဲဗျသူ့ဘာသာမတက်တာလေးဗျာကျုပ်လည်းနားမလဲဘူးကျုပ်ပြောတာအခုလိုအော်ကြီးဟစ်ကျဲငိုယိုပြီးတောင်းပန်ခိုင်းတာမဟုတ်ဘူးတက်ဆိုင်တဲ့သူတွေကိုလူတွေ့ပြီးတော့တောင်းပန်ခိုင်းတာကဲအဲ့ဒါတွေချလိုက်ကိုခမည်းအခုဘယ်လိုလုပ်မလဲပြန်လက်ခံမလားရွာသားတွေကတော့ခွတ်လို့ပေးနေကြပြီဗျကျုပ်ကတော့အမှန်တိုင်းပြောရင်လက်ခံကျင်တာပေါ့ဗျာခမည်းတို့သိတဲ့အတိုင်းအသက်ကြီးလာတော့ဆေးပေးမိယူလေးကလိုတယ်မှတ်လားအဲ့ဒါဆိုလက်ခံလိုက်လေဗျာအဲ့လိုလည်းမဖြစ်ပြန်သေးဘူးဗျယောဘလို့တော့ဦးအောင်စကားကိုရွာလူကြီးတို့၃ယောက်နားမလည်နိုင်ဖြစ်လို့နေရဲ့အဲ့ဒီခါဦးအောင်ကတပ်ပြင်းတစ်ချက်ကိုချလိုက်ပြီးကျုပ်ကလက်ခံကျင်တယ်ပဲထောင်းဘိုးထိန်ရှိသေးရဲ့လေဗျာဘိုးထိန်ကကျုံမိန်းမကိုအသေးလဲမုန်းနေရအခုတော့သူကျုပ်အိမ်ရောက်နေမှမသိသေးလို့သာမလာတာဖြစ်မယ်ကျုပ်ကသူ့သဘောမတူပဲလက်ခံလိုက်ကျုံမိန်းမသေတောင်သေသွားနိုင်တယ်လေဗျာအဲ့ဒါကိုပြောတာဦးအောင်ဟာရှေ့လျားစွာရှင်းပြလိုက်တဲ့အခါရွာလူကြီးတို့ကလည်းဦးခေါင်းတွေကိုတက်ဆက်ဆက်ညှိပြတယ်အဲ့ဒါလေဟုတ်ပြန်တာပဲခမည်းမိန်းမရဲ့အပြစ်တရားလဲစဉ်းစားကြည့်ရင်နဲတာမှမဟုတ်တာဟုတ်တယ်ကိုအောင်မင်းမိန်းမမှွေထားရတာလေတတော်ကိုစိုးတယ်ကွာညိုမောင်အောင်သူ့ဘာသာတတ်သေးဖို့ထိလုပ်တယ်ဆိုပဲအဲ့တော့ဖိုးထိန်ခွင့်မလွတ်နိုင်တာလေလွန်တယ်လို့ပြောမရဘူးအဲ့ဒါကိုပြောတာပေါ့ဗျာအဲ့ဒါကြောင့်ကျုပ်ကကျုံမိန်းမကိုလက်မခံရဲတာဘိုးထိန်ကိုကြောက်လို့ပဲကိုမြအေးအဲ့ဒါဆိုလေတခုခုတော့ကြံရမှာပေါ့မိန်းမကတော့တုံယုံနဲ့ပြန်မှာမဟုတ်ဘူးအဲ့တော့မဖြစ်တဲ့နာတွေမဖြစ်အောင်ဘိုးထိန်ကိုအရင်ပြောထားမှတန်ရာကြမယ်ကဲအဲ့ဒါဆိုလို့ရှိရင်ငါတို့ဘိုးထိန်စီသွားကြစို့ဟေ့မောင်ကြီးမင်းလည်းလိုက်ခဲ့ဘာကြီးမြအဲ့လိုပြောဆိုပြီးအိမ်ပေါ်ကနေဆင်းလိုက်တယ်သူ့ရဲ့နောက်မှာတော့ရွာလူကြီးပါလာပြီးသူတို့ဟာရွာစွန်မှာရှိရဲ့ဖိုးထင်ရဲ့နေအိမ်ကိုတုတ်ထီတင်လိုက်ကြပါတော့တယ်ဖိုးထင်တို့၃ယောက်ကမနက်မိုးမလင်းမီကလေးကကိုဝင်းဦးအိမ်ကိုရောက်နေကြပြီးကိုဝင်းဦးရဲ့မိခင်ကြီးတဲခင်းကျွေးမွေးဧခံနဲ့ကောင်းညင်းပေါင်းနဲ့ငရမ်းချောက်ဖုတ်စီစန်းတို့ကိုစားတောက်ပြီးတော့တန်းရောက်မှထိုင်ပြီးကိုဝင်းဦးနဲ့စကားဆိုနေကြတယ်ဘိုးတင်ဒီတခါတော့လေမင်းတို့တွေစောလာကြည်လားအေးလေဗျာကျုပ်တို့အမြဲနောက်ကျနေရဆိုတော့အခုတခါစောလာခဲ့တာအေးနင့်ကိုငါပြောစရာရှိလို့ဒီနေ့နေမန်းတက်တိုင်ခုတ်တာလိုက်မသွားနဲ့ငါနဲ့မြောက်ပြုံလိုက်ခဲ့စမ်းဟဲ့ဘာလို့လဲဗျနွားသွားဆွဲမှလေဟဲ့ဟိုနေ့ကကိုသိန်းအောင်နဲ့နွားသွားဝယ်ထားတာအမှတက်ကယ်လေးတိုက်เสียရှိလို့နောက်နေ့မှလာယူပေးဖို့တောင်းပန်တာနဲ့ငါလဲနွားကိုတခါတည်းမဆွဲကြရဘူးအဲ့ဒါဒီနေ့သွားယူမလို့အေးဗျာအဲ့ဒါဆိုလေသွားကြပါပေါ့ငါတို့နှစ်ယောက်ပဲသွားမယ်လေတာအီနဲ့ပေတူကတော့မန်းတက်တိုင်ခုတ်ပဲလိုက်သွားပေါ့ငါလည်းမဖြစ်တာလို့သာသွားရတာပါဟဲ့ရွာသားတွေကိုအားတော့နာသားသူတို့ကငါ့လူအတွက်ကူညီနေရငါကတော့ကိုကျိုးအတွက်သွားနေရတိတ်တော့မကောင်းဘူးပေါ့ကိုဝင်းဦးကအားနာဟန်နဲ့သူ့ရဲ့ပုံစံအတိုင်းခဏနဲ့စကားဆိုလိုက်တော့ပေတူးနဲ့တာအေးတို့လည်းအားမနာဖို့အတွက်ဝင်ရောက်စကားဆိုတော့တယ်ကိုကြီးဝင်းဦးကလည်းဗျာအားနာစရာမဟုတ်တာအားနာနေပြန်ပြီနွားဝယ်တာအခုချိန်အရေးကြီးနေပြီဗျဟုတ်တယ်ခိုင်းနွားကောင်းရဖို့ဆိုတာအရင်ကလိုတိတ်ပြီးတော့လွယ်ကူတာမဟုတ်ဘူးဒါနဲ့ကိုကြီးသိန်းအောင်ကကိုကြီးဝင်းဦးနောက်ဘာလို့မလိုက်တာလဲဗျပေတူးကအဲ့လိုဝင်ရောက်မေးမြန်းလိုက်တဲ့အခါကိုဝင်းဦးကရင်နှွေးချမ်းတစ်ခွက်ကိုတကြိုက်မောတောက်လိုက်ပြီးတော့ပေတူးရဲ့အမေကိုလည်းတေချပြန်ဖြေလာတယ်ပေါက်တူးနဲ့သူ
တပြေလာရွာနေပြီးတော့နွားတယောက်တကောင်ဝယ်လာရလေအဲ့ဒါနင်တို့သိလားသိတာပေါ့ဗျာနွားတွေကတော့အတော့ချောတာဗျအေးအဲ့နွားနှစ်ကောင်အလှသွားပြတယ်တဲ့လေပေတော်ကုန်းရွာဘက်ကိုဆိုလားအဲ့ဒါကြောင့်မလိုက်နိုင်တော့တာလေဟေ့သူတို့နှစ်ယောက်လည်းအဲ့နွားနှစ်ကောင်ရပြီးကြတဲ့ရွာကိုကတ်တယ်လို့ကိုမရှိဘူးအေးဗျာအဲ့နှစ်ယောက်ဘလို့ဖြစ်နေလဲကိုမသိဘူးအလူမာတော်မှလုံအားမပေးနိုင်ဘူးဖြစ်နေရသူတို့ရဲ့နွားနှစ်ကောင်ကတဲလဲလှတယ်လေဟဲ့ဒီကြားရဲ့ရွာတွေကလူကြီးတွေကပါသူတို့နွားတွေကိုတွားကြည့်ပြီးချီးကျူးနေရဆိုတော့သူတို့ကနွားလားပြိုင်ဖို့လဲပြိုင်ဖို့ပွဲတွေလိုက်ရှာနေတော့တာဟုတ်ပါကိုကြီးဝင်းဦးရာကျုပ်တို့ဖြစ်လေသူတို့နွားနှစ်ကောင်ရောက်ပြီးကြတဲ့သူတို့ကိုတွေ့ဖို့တော့မနှဲလိုက်ဖမ်းနေရတယ်ဘိုးထင်တို့၃ယောက်နဲ့ကိုဝင်းဦးအိမ်အောက်တန်းရမှာစကားစုံနေကြခြင်းအိမ်ဝိုင်းထဲကိုဘာကြီးများနဲ့ရွာလူကြီးဝင်လာတာကိုတွေ့လိုက်ရတယ်ရွာလူကြီးတို့နှစ်ယောက်ဝင်လာတာကိုမြင်တာနဲ့ကိုဝင်းဦးဟာအိမ်အောက်တန်းရမှာထိုင်စီဖို့အတွက်ဥစွာလောကုတ်ပြုတော့တယ်ရွာလူကြီးနဲ့ဘာကြီးများအစောကြီးရောက်လာပါလားကျုပ်ကဖြေရွာလူကြီးတို့ကိုမန်းတက်တိုင်ခုတ်မလိုက်တော့ဘူးလို့ထင်နေရအေးလေကွာငါတို့ကမန်းတက်တိုင်ခုတ်လိုက်ဖို့လာတာမဟုတ်ဘူးဘိုးထင်ကိုလိုက်ရှာတာသူ့ရင်ကိုသွားသေးရဲ့မတွေ့လို့မင်းရင်ရောက်နေမယ်ထင်လို့ဝင်းချလာတာရွာလူကြီးကအဲ့လိုပြောလာတဲ့အခါဘိုးထင်ကအံ့ဩနေရဲ့မျက်နှာနဲ့သူ့အနာကိုလမ်းလျှောက်လာတဲ့ရွာလူကြီးတို့နှစ်ယောက်ကိုလည်းမေးမြန်းလိုက်တော့တယ်ကျုပ်ကိုလိုက်ရှာတယ်ဟုတ်လားရွာလူကြီးဟုတ်တယ်မင်းတို့ကိုလိုက်ရှာတာမင်းအဖအိမ်မှာမင်းအဖရဲ့မိန်းမရောက်နေတယ်အဲ့မိန်းမမျက်နှာပြောင်တိုက်ပြီးလာရဲသေးရဲ့လားစိတ်လျှော့ဘိုးတင်ငါတို့ပြောတာကိုလေတတိချာနားထောင်ဘိုးထင်တယောက်ဒေါသစိတ်တို့ထောင်းကနေဆိုထွက်လာပြီးမြဲရွာလူကြီးနဲ့ဘာကြီးများစကားကိုနားထောင်ပြီးဒေါသစိတ်ကိုထိမ့်ချုပ်ထားလိုက်ရတယ်အိမ်နောက်တော့ရွာလူကြီးကတန်းရမှာထိုင်ပြီးရင်းနှီးချမ်းတစ်ခက်ကိုငှဲ့တောက်လိုက်ပြီးတော့အေးစိမ့်တည်ငြိမ်တဲ့ဟန်ပန်နဲ့ဘိုးထင်ကိုလည်းစတင်ဖြောင်းဖြစကားဆိုတော့တယ်ဘိုးထင်မင်းအဖကြောင့်လည်းမင်းသိရမလားမင်းအဖသူ့မိန်းမကိုမပြတ်နိုင်ဘူးကွအခုတော့သူ့မိန်းမကို तू ကလက်ခံခြင်းနဲ့မင်းကိုကြောက်လို့လက်မခံရဲပဲဖြစ်နေရဟိုမိန်းမလည်းသူ့အိမ်ရှိမှဒူးထောက်ပြီးတော့တငုံငုံတရရဲနဲ့အစောကြီးတည်းကရောက်လာပြီးတော့တောင်းပန်နေရတောင်းပန်နေရဲ့ဟုတ်လားရွာလူကြီးဟုတ်တယ်မန်းတက်တိုင်ခုတ်သွားမဲ့ကောင်နေတော့မှအဲ့နာမှာဝိုင်းကြည့်နေလို့ဒီကိုမရောက်သေးရဖြစ်မယ်အလကားမိန်းမပါဗျာဟန်ဆောင်ပန်ဆောင်တိတ်တက်တဲ့မိန်းမငါတို့လည်းအကဲခတ်မိပါတယ်ဒါပေမဲ့မင်းအပတော်တော်ဖြစ်နေပုံပဲအခုလည်းမျက်နှာငယ်နဲ့ဘလို့လောက်ရမလဲမသိဖြစ်နေတယ်ထင်ပါသူ့အိမ်သူ့မိန်းမပြန်လာတာပဲဗျာဘာလို့အောင်မလဲလက်ခံရင်လက်ခံလက်မခံရင်မောင်းထုတ်လိုက်ပေါ့ဒါပဲရှိရအောင်အဲ့လိုလေပြောလို့မရဘူးလေကွာမင်းစိတ်ဆိုးမအောင်ကြောက်နေတာမဆိုင်ပါဘူးရွာလူကြီးอ่ะဆိုင်နာမဆိုင်နာအပထားမင်းဘလို့ဖြစ်စေချင်လဲကျုပ်လိုကတော့အဲ့ဒီမိန်းမကိုတွားပြီးတော့တက်ပစ်လိုက်ချင်တာဘိုးထင်ရဲ့စကားကြောင့်ရွာလူကြီးနဲ့ဘာကြီးများတို့အထိတ်တလန့်ဖြစ်သွားတယ်ဘိုးထင်မင်းအလိုတွေတော့လုံးလို့မရအောင်တော့ဟဲ့ကောင်စိတ်ကိုထင်အောင်ဟုတ်တယ်ငါကောင်မင်းစိတ်လိုက်မှန်ပါလေရှောက်လုံးလို့မဖြစ်ဘူးကျုပ်ကသဘောပြောတာပါဘာကြီးများနဲ့ရွာလူကြီးကအဘကိုပြောလိုက်အဘစိတ်ကြိုက်တာလို့ကျုပ်ဘာမှမပြောလို့သာပြောလိုက်ပါဗျာမင်းကိုယ်တိုင်မဲလိုက်ခဲ့ပြီးတော့ပြောလိုက်ကွာကြောက်လိုက်လို့မဖြစ်သေးဘူးဗျအခုချိန်မှာအဲ့ဒီမိန်းမကိုတွေ့ရင်လှုပ်တက်မိလိမ့်မယ်အေးအဲ့ဒါဆိုလဲငါတို့လက်ခံလို့ရတယ်လို့ပြောလိုက်မယ်ကွာကျုပ်ကတော့ရတယ်ရွာတွေကလူတွေမကျေနပ်ရင်တော့ကျုပ်လည်းမပြောတတ်ဘူးရွာတွေကလူတွေအတွက်တော့ပူမနေနဲ့ငါကောင်သူတို့ကကိုအုံးကိုပြန်လက်ခံဖို့တောင်မှကိုပြောပေးနေရဗျရွာတွေကလူတွေကလည်းအမှတ်သေးချေကိုမရှိဘူးကျုပ်ကအဖเจ้าနဲ့အဲ့မိန်းမကိုပြန်လက်ခံရမှာကျုပ်ပေါ်မှာအဖကျေးဇူးတွေအများကြီးရှိလို့လေနှုတ်မဆိုလို့ကတော့အဲ့ဒီမိန်းမကိုမျက်နှာတစ်စရာမရှိအောင်လုပ်ပြမှာပြောရင်းဆိုရင်စိတ်တူတယ်ဗျာကိုကြီးဝင်းဦးကျုပ်တို့မြောက်ကန်းကိုသွားမှာမလားလာဗျာအခုပဲသွားကြရအောင်ဘိုးထေဟာရွာလူကြီးနဲ့ဘာကြီးများကိုစကားဆိုရင်ရကိုဝင်းဦးကိုလည်းတပါးတည်းပြောလိုက်ခြင်းဖြစ်တယ်ဘိုးထေရဲ့စကားကြောင့်ကိုဝင်းဦးကလည်းအလိုက်သီးစွာနဲ့တိုင်မှာချိတ်ထားတဲ့လွယ်အိတ်ကိုကောက်လေပြီးဘိုးထေနဲ့အတူအိမ်ဝိုင်းအပြင်ကိုထွက်ပြီးတော့မြောက်ဘက်ကိုသွားလိုက်ပါတယ်အိမ်ဝိုင်းထဲမှာတော့ပေတူတာအေးနဲ့အတူဘာကြီးများနဲ့ရွာလီကြီးတို့သာကြံနေခဲ့တော့တယ်ရွာသားတွေရဲ့အကူအညီနဲ့ဖိုးတင်ရဲ့လက်ခံမှုကြောင့်အိမ်ပေါ်ပြန်နေခွင့်ရသွားတဲ့မဝတီကအိမ်ပေါ်ကိုပြန်ရောက်တာနဲ့
ဦးအောင်ကိုတောင်းဆိုမှုတစ်ခုစတင်လှုပ်ဆောင်มาတော့တယ်။သူမတင်မလေးခွေချိတ်ထိုင်နေတဲ့ဦးအောင်ရဲ့ရှေ့မှာခက်ရွရွထိုင်ပြီးသူ့ကိုကျင်နာတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ဦးအောင်ကိုလည်းစတင်ပြီးတော့စကားဆိုလိုက်တယ်။အကိုကြီးပြောလေဝတီဘာဝတီလဲဝတီလေးလို့မခေါ်တော့ဘူးလား။ကိုကြီးကဝတီအမားတွေကိုခွမလို့နိုင်သေးဘူးလား။ဝတီကတော့ကိုကြီးကိုမခွဲနိုင်လို့ဘဒူတက်တက်ဘလို့ပဲတိတ်တိတ်ဆိုပြီးအရေးဆုံးပြီးတော့အိမ်ပြန်လာခဲ့တာအကိုကြီးကတော့ဝတီကိုခုလိုအေးတီအေးဆက်ဆက်နေလားပြောတတ်ဆိုတတဲ့မက်ဝတီရဲ့စကားကြောင့်ခက်တီတီနေနေတဲ့ဦးအောင်တယောက်ခက်တီတီစက်မနေနိုင်တော့ဘဲနဲ့သူ့ရဲ့ရှေ့ရမက်ဝတီကိုလည်းထွေးပွေးလိုက်ပြီးဝတီကလည်းပေါက်ကြရတွေပြောတော့မယ်အကိုကြီးဝတီလေးကိုဘလောက်လွမ်းနေရဲဆိုတာဝတီလေးမသိဘူးလားတော့အခုမှလာပြီးအစောကတော့သူများကိုအကြာကြီးဒူးထောက်ခိုင်းထားပြီးတော့အဲ့ဒါရယ်ဝတီလေးအသက်အတွက်အကိုကြီးကမလောက်ခိုင်းခြင်းပဲလောက်ခိုင်းရတာပါဝတီလေးအသိလေဖိုးတင်အစာဘလောက်ထက်တယ်ဆိုတာတော်ကြသူလက်မခံဝတီလေးပဲထိခိုက်ပါအကိုကြီးကဝတီလေးကိုမှဲတစ်ပေါက်တောင်မှအစွန်းမခံနိုင်ဘူးတော်ပါရှာရိုးမရှိရင်ရှောက်ပြောနေရဲ့တကယ်ပါဝတီလေးရဲ့ဦးအောင်တရားအခြေစိတ်တွေတက်လာပြီးမဝတီကိုလည်းတင်းတင်းကြပ်ကြပ်ထွေးပွေးလို့ထားတယ်မဝတီကသူမကိုထွေးပွေးထားတဲ့ဦးအောင်ကိုကြည့်ပြီးတော့ညူတူတူနဲ့ဆက်ပြီးတော့စကားဆိုတယ်အကိုကြီးကိုဝတီတောင်းဆိုစရာတခုရှိတယ်ပြောလေဝတီတခြားတော့မဟုတ်ပါဘူးဝတီတို့ခီးထွက်ကြရအောင်လေဝတီရွာမှာချက်ချင်းကြီးပြန်မနေကျင်သေးလို့ဝတီလေးကဘယ်ကိုခီးထွက်ချင်လို့လဲနှစ်ယောက်တည်းအေးစစ်စစ်ရှိမဲ့တနေရာပေါ့ထွက်လေဗျာထွက်လေဘယ်တော့သွားကြမလဲကြာပါတယ်ခုပဲသွားကြမယ်လေအခုချက်ချင်းကြီးလားဘာလဲအကိုကြီးကဝတီနဲ့နှစ်ယောက်တည်းလွတ်လွတ်လပ်မနေချင်ဘူးလားအခုလေလွတ်လပ်တယ်လေကို့အိမ်မှာကိုနေတာပဲဦးဝဝအဲ့လိုပြောလိုက်ပြီးမဝတီကလည်းစိတ်မကောင်းတဲ့မျက်နှာနဲ့အနေထားပြောင်းသွားပြီးတော့အကိုကြီးကဘယ်တော့မှဝတီဘက်ကိုစဉ်းစားမပေးဘူးအကိုကြီးမသွားချင်လည်းရပါတယ်ဝတီတယောက်တည်းပဲသွားတော့မယ်ဝတီကဘလို့မျက်နှာမျိုးနဲ့ရွာထဲမှာနေဝင့်အောင်မှလေအကိုကြီးကိုလွမ်းလို့သားလေအရေးဆုံးပြီးလာခဲ့ရတာဒါတော့အကိုကြီးတိတာနဲ့ဟုတ်ပါအကိုကြီးမေ့သွားတယ်ကွာကဲအဲ့ဒါဆိုလေဝတီလေးသဘောအတိုင်းအခုပဲသွားကြပါပေါ့ဦးဝဝအဲ့လိုမျိုးပြောလိုက်တဲ့အခါမဝတီတယောက်လွန်စွာမှကျိန်နဲ့သွားပြီးဦးဝကိုပြန်လဲထွေးပွေထားလိုက်တယ်သူမကပြုံးနေရင်ကပဲနှက်ခမ်းကိုခက်စစ်စစ်လေးကြိုက်ပြီးတော့ကြံစီထားတဲ့အကြံတို့ကိုလည်းအောင်မြင်လာတဲ့အတွက်ကျိန်နဲ့နေပြီးဦးအောင်ကိုလည်းအတန်ကြာတဲ့အထိဖတ်ထားလိုက်တော့တယ်မြောက်ပြင်ရွာအဲ့ဒီရွာဟာပေပင်ရွာနဲ့ရွာနီးချင်းလို့ဆိုနိုင်ပေမဲ့အချိန်အားဖြင့်တနေကုန်နီးပါးသွားလာရတာကြောင့်ထင်တလောက်တော့မနီးဘူးပေပင်ရွာအနောက်ရက်မှာရှိရဲ့တစ်စိတ်ရွာတို့ထက်လမ်းပန်းဆက်သွယ်ရေးပိုကောင်းတာကြောင့်နီးတဲ့ရောင်ရောင်ထင်ရခြင်းဖြစ်တယ်အခုဘိုးထင်တဲ့ကိုဝင်းဦးတို့နှစ်ယောက်ကမနက်စောစောကလေးရပဲမြောက်ပင်ရွာကိုလမ်းလျှောက်ထွက်လာပြီးနေ့လယ်ချိန်မှာတော့ရွာဝင်ကိုရောက်လာပြီးဖြစ်တယ်အချိန်ကြာမြင့်စွာလမ်းလျှောက်ရတာကြောင့်လေအစာခံတဲ့ကောင်းညင်းပေါအောင်စားထားတဲ့တိုင်အောင်သူတို့နှစ်ယောက်ရဲ့ဝမ်းပိုက်ကစားလာပြီးဖြစ်တယ်အဲ့ဒီအခါဘိုးထင်ကရှေ့ကနေလမ်းလျှောက်နေတဲ့ကိုဝင်းဦးကိုစကားလမ်းဆိုလိုက်တယ်ပြောကိုကြီးဝင်းဦးခမရဘိုင်းမစားဘူးလားအေးဟဲ့အမှန်တိုင်းပြောရရင်တော့စားတယ်ဟဲ့ငါလဲလောပြီးတော့ထွက်လာရတာမလို့အမေထုတ်ပေးထားတဲ့ထမင်းထုတ်တောင်မှမယူခဲ့ရဘူးအေးဗျာကျုပ်လည်းအဖမိမအကြောင်းပြောနေရတယ်စိတ်ကတူလာလို့ဗျာအဲ့ဒါကြောင့်မြင်ထွက်လာတာကျုပ်တို့အမဝိုင်းစိန်တို့အိမ်ကိုဝင်တာပေါ့အဲ့မှာထမင်းဝင်စားပြီးမှပဲနွားဆွဲပြီးပြန်ကြတာပေါ့ဗျငါနွားဝယ်တဲ့အိမ်မှာလည်းထမင်းကျွေးလောက်ပါတယ်ကိုကြီးဝင်းဦးကလည်းဗျာကိုနဲ့ရင်းတဲ့အိမ်မှာပဲစားတာပေါ့အမဝိုင်းစိန်ဆိုတာအားနာစရာလူတွေမှမဟုတ်တာတခုတော့ရှိရဲ့ဒီရွာရောက်ရင်ကိုမြင့်ကျူးဆိုတဲ့လူကိုတော့ကြောက်ရသေးရဲ့ဗျကိုမြင့်ကျူးဆိုတာကိုမြကြီးမင်္ဂလာဆောင်ကိုဖြတ်ခိုင်းတဲ့တယောက်လားဟုတ်ပါဗျာဟုတ်ပါဘိုးတင်တို့စကားတပြောပြောနဲ့လမ်းလျှောက်လာချိန်သူတို့ရဲ့မျက်နှာချင်းဆိုင်စီကဦးစင်တပါနဲ့လူနှစ်ယောက်တို့လမ်းလျှောက်နေတာကိုတွေ့လိုက်ရတယ်ဖုန်ကြီးကိုအနီးကပ်မြင်လိုက်ရချိန်မှာတော့ဘိုးတင်တယောက်အံ့ဩလို့သွားတော့တယ်အကြောင်းကတော့ဦးစင်ဟာကိုမြင့်ကျူဖြစ်နေပြီးဘေးရလွယ်ထားတဲ့လူနှစ်ယောက်ကလည်းပွားကြီးနဲ့တော်ကြီးတို့နှစ်ယောက်ဖြစ်နေတာကြောင့်ပဲဖြစ်တယ်ဘိုးတင်ကအံ့ဩနေရဲ့ဟန်နဲ့သူ့နောက်ရောက်လာတဲ့ဦးစင်ကိုလည်းတေချာကြည့်လိုက်ပြီးကိုမြင့်ကျူတကားလေးတို့ရောက်လာလားဟုတ်တယ်ကိုမြင့်ကျူဘလို့ဖြစ်ပြီး
ဘိုးထင်ရဲ့စကားမဆုံးခင်တော်ကြီးနဲ့ပွားကြီးတို့ဝင်ရောက်ရှင်းပြလာတော့တယ်။ဦးစင်းကလောကကြီးကိုစိတ်ကုန်သွားတာ။သူကြိုက်တဲ့မအေးမြကလည်းသူများနောက်ပါသွားတယ်။ပြီးတော့သူ့အကြံတွေအကုန်လုံးဘာတစ်ခုမှဖြစ်မလာတော့လောကကြီးကိုစိတ်နာပြီးအခုလိုဖုန်ကြီးဝစ်သွားတော့တာပဲ။တော်ကြီးရဲ့စကားကြောင့်ကိုမြင့်ကျူတစ်ဖြစ်လေဦးစင်းကတော်ကြီးကိုစောင်းငယ်ကြည့်လိုက်တယ်။ဦးစင်းကြီးရဲ့အကြည့်တွေကိုကောင်းစွာသဘောပေါက်တဲ့ပွားကြီးကမကြေမနက်နဲ့တော်ကြီးကိုလည်းစကားဆိုလိုက်တယ်။မင်းဆိုတဲ့ကောင်ဘူးမသိဘာမသိအကောင်းမသိအစိုးမသိရှောက်ပြောနေတယ်။ဒိုးဦးစင်းလူဘွားကရုပ်မာတာအောက်တန်းကြစိုးခဲ့တာတွေကပြီးသွားပြီ။ဖုန်ကြီးဝစ်တယ်ဆိုတာလေမင်းသိရဲ့အတိုင်းမအေးမြကိုမရလို့ဝစ်တာအားလုံးအသိတော်တော့ပွားကြီးနဲ့တော်ကြီးမင်းတို့တွေဘာကြီးရှောက်ပြောနေကြတာတော့တကားလေးကိုငါဘာသာပဲရှင်းပြလိုက်တော့မယ်ဦးစင်ရသူ့ရဲ့ចောင်းသားနှစ်ယောက်ကိုလည်းဆက်ပြီးတော့စကားမပြောဖို့အတွက်တားဆီးလိုက်ပြီးနောက်ဘိုးတင်ကိုလည်းအကျိုးအကြောင်းကိုတိတိကျကျရှင်းပြတော့တယ်တကားလေးဦးစင်ရဲ့အမားတွေကိုသိချတွေးပြီးတော့နှောင်းနှားရလို့အခုလိုသာသနာ့ဘောင်ဝင်လိုက်တာပါအခုဦးစင်ရတောเจ้าမှာတည်င်းသုံးနေရလေဦးစင်ရဲ့ကြီးတော်ကြီးနေမကောင်းကြလို့ရွာထဲခဏကြွလာတာ။အော်ဟုတ်ကဲ့အခုလိုဖုန်းကြီးဝစ်လိုက်ကြလေကောင်းပါတယ်လေ။ဦးစင်းတို့ကိုခွင့်ပြုပါအောင်တကားလေးကောင်းပါပြီ။ကိုဝင်းဦးကဦးစင်းကိုလက်အုပ်ချီထားပေမဲ့ဘိုးထင်ကတော့ဦးစင်းရဲ့စကားကိုဦးခေါင်းညွှန်ပြလိုက်တော့တယ်။အဲဒီနောက်တော့ဦးစင်းတို့ကဘိုးထင်ကိုနှုတ်ဆက်ပြီးတော့ရွာပြင်ကိုခြိတက်သွားတယ်။အဲဒီနောက်သူတို့နှစ်ယောက်ကလည်းဦးစင်းဝစ်သွားပြီဖြစ်တဲ့ကိုမြင့်ကျူအကြောင်းပြောဆိုပြီးမဝိုင်းစိန်တို့နေအိမ်စီကိုတွားကြပါတော့တယ်။တောရဲ့တောရွာတို့ရဲ့ထုံးစံတိုင်းဧည့်သည်လာတဲ့အခါကောင်းကောင်းမွန်မွန်ဧည့်ခံကြတာဟာထူးဆန်းတဲ့အရာတော့မဟုတ်အခုလေဗိုက်စာနေရဲ့ဖိုးထင်တဲ့ကိုဝင်းဦးတို့အမေပြုံးနဲ့မဝိုင်းစိန်တို့ကကောင်းမွန်စွာဧည့်ခံနေသလိုမိဖြူကလည်းပဲဘိုးထင်အနားမှာထိုင်ပြီးတော့တိတိတကျနဲ့လောကိုပြုတ်နေသေးရဲ့အကိုဘိုးထင်ကိုတာရီနဲ့ကိုပေတူတို့ပမလာဘူးလားဟုတ်တယ်သူတို့ကဒီဦးအလူတွေလှုပ်အားပေးနေရလေအလူကြလို့ရှင်မိဖြူတို့လာရမယ်နော်ကြားလားစိတ်ချအမကြီးဝိုင်းစိန်မလာဘူးဆိုရင်တော့မှကျုပ်ကအမေပြောင်းကိုခေါ်ပြီးတော့လာမှာကောင်းတယ်ဒါနဲ့မိဖြူကြောင်းတက်ရအောင်မယ်မလားတက်တယ်လေဒီရမှာလဲဘုန်းကြီးကျောင်းမှာကျောင်းရှိရဲ့ဆရာလေးတင်ပေးရအေးအဲ့ဒါဆိုလဲအဆင်ပြေတာပဲဘိုးတင်တို့နှစ်ယောက်ကထမင်းစားပြီးရဲ့အခါအချိန်သိပ်မဆွဲတော့ပဲအာလာပါတလာပါစကားတွေခိတခဏမျှပြောပြီးတော့နွားသွားဆဲဖို့အတွက်အမေပြုံးမိဖြူနဲ့မဝိုင်းစိန်တို့နှုတ်ဆက်ပြီးထွက်ခွာခဲ့ကြတယ်အဲဒီနောက်သူတို့ကရွာလေပိုင်းမှာရှိရဲ့တာမန်တက်ကယ်မိုးထရန်ကအိမ်လေးစီကိုတွားလိုက်ပြီးတော့ကိုဝင်းဦးကအတန်ခက်ကြကြနဲ့အိမ်ဝိုင်းဝါကနေပြီးတော့လှမ်းခေါ်လိုက်တယ်အိမ်ရှင်တို့ရှိလားခွေးကြည့်အောင်ဖြို့ဧည့်သည်တွေထင်မှလာကြပါဟုတ်တယ်ကြီးတော့ကိုလားဆွေတို့ရှိလားလှဆွေနားသွားကြောင်းနဲ့မောင်ရင်တို့ကနားဝယ်ထားတဲ့သူတွေမှတ်လားဟုတ်တယ်ကြီးတော့လာထိုင်ကြကွလှဆွေကစောင့်နေသေးရဲ့ဒီအချိန်မှတော့မလာတော့တော့ဘူးထင်ပြီးတော့နွားကြောင်းထွက်သွားတာဟုတ်တယ်ကြီးတော့ရေဒီကိုရောက်တော့နည်းနည်းစောတယ်ထမင်းစားနဲ့အတီးတယောက်အိမ်မှာထမင်းဝင်စားနေလို့ကြာသွားတာကိုဝင်းဦးကလည်းစကားတပြောနဲ့ဘိုးတင်ကိုခေါ်ပြီးတော့အမေကြီးထိုင်နေတဲ့ကိုပြစ်မှာဝင်ထိုင်လိုက်တယ်အဲဒီနောက်အမေကြီးကကိုပြစ်ပေါ်ကနေပြီးအတန်ခက်ကြကြနဲ့တစ်ဖက်အိမ်စီကိုလည်းလှမ်းအော်ခေါ်ပြန်တယ်တင်မောင်ဟေးတင်မောင်အတန်ဆုံးတာနဲ့အသက်12နှစ်အရွယ်လူငယ်လေးတယောက်အပြေးတစ်ပိုင်းနဲ့အမေကြီးနဲ့ဖိုးတင်တို့နှစ်ယောက်ထိုင်နေတဲ့နေရာကိုရောက်လာပြီးအမေကြီးကိုလည်းသူ့ကိုခေါ်တဲ့အကြောင်းရင်းကိုမေးမြန်းလိုက်တယ်အမေကြီးဘာဖြစ်လို့လဲဗျကျုပ်ကိုခေါ်တာလှဆွေတခွက်စင်ကိုနွားသွားကြောင်းတယ်အဲ့ဒါနင်းမြန်လိုက်ပြောပေးစမ်းနွားလာဆွဲတဲ့သူတွေလာနေပြီလို့ဟုတ်ကဲ့အမေကြီးအဲ့ဒါဆိုကျုပ်အခုပဲသွားလိုက်မယ်အေးတင်မောင်အမြည်ရတဲ့ကောင်လေးကအပြေးတစ်ပိုင်းနဲ့ပဲအိမ်ဝိုင်းထဲကနေပြေးထွက်သွားတယ်အမကြီးကဘိုးထင်တဲ့ကိုဝင်းဦးတို့နှစ်ယောက်ကိုသားတော်မောင်ဖြစ်သူလှဆွေတယောက်အခုရောင်းလိုက်တဲ့နွားနှစ်ကောင်အလွန်သဘောကျကြောင်းအလွန်ပင်နှမျောကြောင်းနဲ့မဖြစ်မနေမလို့သာနွားတွေကိုရောင်းလိုက်ရခြင်းဖြစ်တဲ့အတွက်နွားတွေကိုတေချာဂူးဆိုင်ပေးစေလိုကြောင်းတို့ကို
ကိုဝင်းဦးကိုတေးသေးချာချာမှကြားနေရင်ကိုဝင်းဦးကလည်းအခုမှနွားဝယ်နိုင်ကြောင်းသူတို့အတွက်အခုဝယ်ထားတဲ့နွားပထမအဆုံးပိုင်ဆိုင်ဘူးတဲ့နွားမလို့တေးသေးချာချာဂူးဆိုင်မှာဖြစ်ကြောင်းတို့ကိုလည်းပြောဆိုနေရင်ဘိုးထင်ကတော့ဘာစကားမှဝင်မပြောဘူးကိုဝင်းဦးနဲ့အမေကြီးတို့ပြောစကားကိုသာနားထောင်လို့နေရင်ဒီလိုနဲ့ကိုလှဆွေဆိုတဲ့သူနွားပြန်သွင်းအလာကိုလည်းစောင့်ဆိုင်နေရနေတော်တော်ကျသွားတဲ့အချိန်မှသာနွားနှစ်ကောင်ရှေ့တစ်ကောင်တင်မောင်းပြီးနောက်တစ်ကောင်လည်းအနောက်ကဆွဲလာတဲ့ကိုလှဆွေပြန်ရောက်ရှိလာတယ်ကိုလှဆွေကရောက်တာနဲ့ကိုဝင်းဦးကိုစတင်ပြီးကျေးဇူးတင်တဲ့အကြောင်းကိုပြောတော့တယ်ကိုဝင်းဦးတို့တောင်မှရောက်နေမှာကိုကျုပ်ကဒီနေ့မလာတော့ဘူးထင်ပြီးတော့နွားသွားကြောင်းနေရဗျကျုပ်တို့ကိုနွားဝယ်ပြီးချက်ချင်းမဆွဲပဲရေုံကြည်ကြည်နဲ့ခဏပေးထားခဲ့လို့တကယ်ပဲကျေးဇူးတင်ပါတယ်ဗျာနှုတ်မဆိုရင်လေတက်ငယ်တွေကိုဘယ်လိုတိုက်ရမယ်မသိဖြစ်နေရပါတယ်ကိုလှဆွေရဲ့မယုံကြည်စရာဘာရှိလဲပေပင်နဲ့မြောက်ပင်ဆိုတာအကြောင်းသေးတွေကြီးပဲမလားအဲ့ဒါပေါ့ဗျာအမှန်ဆိုလို့ရှင်စရံလေးတင်ချခဲ့လေရတယ်လေရုံကြည်ကြည်နဲ့ငွေကုန်ချေပြီးတော့နွားထားခဲ့တာရှားတယ်လေဗျာကိုဝင်းဦးနဲ့ကိုလှဆွေတို့ဟာခေတ္တများစကားပြောပြီးနောက်ကိုဝင်းဦးဟာအမေကြီးနဲ့ကိုလှဆွေတို့ကိုလည်းနှုတ်ဆက်ပြီးတော့ဘိုးထင်ကိုလည်းပြန်ဖို့အတွက်စော်ဩလိုက်တယ်ကဲဘိုးထင်ရေတို့လည်းပြန်ရအောင်နေတော့မှဝင်တော့မယ်ဟုတ်ကဲ့ကိုကြီးဝင်းဦးအဲဒီနောက်ဘိုးထင်နဲ့ကိုဝင်းဦးတို့ကနွားတယောက်တစ်ကောင်စီဆွဲပြီးတော့ကိုလှဆွေတို့သားမီးကိုနှုတ်ဆက်ပြီးမြောက်ပြင်ရွာကနေထွက်ခဲ့တော့တယ်နေလုံးကြီးကတဖြည်းဖြည်းနဲ့အနောက်ရက်ကိုရွေလျားပြောက်ွယ်လို့သွားတယ်မြောက်ပြင်ရွာပေပင်ရွာကိုသွားနေတဲ့လူသားလမ်းကလေးမှာတော့နွားနှစ်ကောင်တယောက်တစ်ကောင်စီဆွဲလာတဲ့ဘိုးထင်နဲ့ကိုဝင်းဦးတို့လမ်းလျှောက်နေကြတယ်ဘိုးထင်ကနွားကြိုက်သူတယောက်မဟုတ်ပေမဲ့ဝယ်လာတဲ့နွားနှစ်ကောင်နဲ့နွားချောနွားလာတွေမှန်းကြည့်ုံနဲ့သိရမလို့ကိုဝင်းဦးကိုချီးကျူးစကားစုံနေမိရတယ်ကိုဝင်းဦးနွားတွေကတကယ်ကောင်းနေဗျာနွားပြီးတွေဆိုတော့ခိုင်းရတာပိုအဆင်ပြေတာပေါ့ဟုတ်တယ်ကိုသိန်းအောင်ကြီးကနတ်တိုးဝယ်မလားလို့ပြောနေသေးရဲ့နေသေးရဲ့အတိုင်းပဲနတ်တိုးကိုနွားပြီးဖြစ်အောင်မရင်အတော်အလုရှုပ်တယ်မလားအဲ့ဒါကတော့ဟုတ်တယ်ဗျကိုကြီးသိန်းအောင်ကနွားကြီးရဲ့နေရာမှာတကယ်တော်တယ်နွားကြီးရလဲတော်တယ်ဈေးစစ်တာလဲတော်တယ်ငါဖြစ်လေဒီနွားဝယ်တော့သူကကြီးလှိမ့်ပြီးဈေးစင်နေလို့အားတော့နာမိသေးဈေးသိမ်းမစစ်ဖို့ကိုသိန်းအောင်ပြပြလိုက်ရသေးရဲ့ကိုကြီးဝင်းဦးပြောတဲ့ဈေးကတော့သူလဲတန်ကိုလဲတန်ပါပဲဟုတ်တယ်ကိုဝင်းဦးနဲ့ဘိုးထင်တို့စကားတပြောပြောနဲ့လမ်းလျှောက်လာကြပြီးညနေချိန်ကိုတဖြည်းဖြည်းရောက်မှမသိရောက်လို့လာတယ်လာဆန်းရက်တည်မလို့ကောင်းကင်ရလာမင်းဟာမိုးချုပ်တာနဲ့ကြယ်တင်နဲ့အပြိုင်ထွန်းလင်းနေပြီးတော့တရိပ်ဝါးရိပ်တွေအုပ်ဆိုင်နေတဲ့လမ်းမအပရာတော်ဘေးလေတော်ဘေးမှာရှိတဲ့လမ်းတွေမှာတော့လာရောင်အတိုင်းသာဖြာကျနေရဲ့ညချိန်အေးမြမြအလင်းရောင်အောင်မှာလမ်းလျှောက်ရတာဟာအတောက်မှအဆင်ပြေပေမဲ့မနက်ခရီးအခုချိန်ထိထမင်းစားချိန်နဲ့ကိုလှစေအိမ်မှာခိတခဏသာနားရသေးရဲ့ဖိုးထင်ဖို့တော့ခြေထောက်ညောင်းစာပြုတ်နေပြီဖြစ်တယ်အဲဒီအတွက်သူဟာလာရောင်စမ်းနေတဲ့ထဲရေးပြင်နာအရောက်ကိုဝင်းဦးဆိုသူကိုလည်းအဲ့ဒီနေရာမှာခေတ္တရက်နာဖို့အတွက်တောင်းဆိုလိုက်တော့တယ်။ကိုကြီးဝင်းဦးမညာဘူးလားဗျာဒီနောက်မှာခဏနားမလားလို့နားလေငါလည်းညောင်းနေရအေးဗျာအဲ့ဒါဆိုနားရအောင်ဘိုးထာပြောဆူသူဆွဲလာတဲ့နွားရဲ့ကျိုးရေပြင်အဆက်မှာရှိရဲ့စင်ကိုမျက်ဖုတ်တစ်ခုမှာခြီလိုက်ပြီးတော့ရေပြင်ပေါ်မှာလည်းခြေပြက်လက်ပြထိုင်ချလိုက်တယ်သူ့နီတူကိုဝင်းဦးကလည်းနွားကိုမျက်ဖုတ်မှာခြီပြီးတော့ထဲရေပြင်မှာထိုင်ချလိုက်တယ်ဘိုးထင်ကခိတချရင်းနဲ့လွယ်ထားတဲ့လွယ်ကြီးကိုလည်းခေါင်းလှုပ်ပြီးတော့ပလက်လှဲပြီးကောင်းကင်ရလာကိုလည်းကြည့်ပြီးတော့အပန်းဖြေနေရဲ့မကြမီမှာပဲတရွေ့ရွေ့လှုပ်ရှားနေတဲ့တိမ်လေးဟာတာနေတဲ့လထံကိုတိုးဝင်ပြီးတော့လာရောင်ပါပျောက်သွားချိန်မှာတော့ဘိုးထင်ဟာလည်းချက်ချင်းဆိုသလိုမျက်လုံးမိတ်ပြီးတော့အိပ်ပျော်သွားတော့တယ်ကိုဝင်းဦးတယောက်သူ့ရဲ့နှက်ဘေးမှာပလက်လန့်နေရဲ့ဘိုးထင်ကိုဘာစကားမှမပြောဘဲအေးစစ်စစ်နားနေစီရဲ့လမ်းလျှောက်ရတာဟာအချိန်တော်တော်ကြာပြီမလို့ကောင်းကောင်းမွန်မွန်နားပါစီဆိုတဲ့စိတ်ဆန္ဒနဲ့အလိုက်တတိစကားမပြောဘဲနေခြင်းဖြစ်တယ်ဘိုးတင်ကတော့ပလက်လန်အိပ်ပြီးပင်ပပန်းနဲ့အိပ်ပျော်သွားဟန်ရှိပြီးတော့ကိုဝင်းဦးတယောက်တည်းတောင်တွင်းမြောင်တွင်းနဲ့စဉ်းစားနေမိစင်မှာကျင်ငယ်စွန့်ကျင်တာကြောင့်လေခက်လန်းလန်းကိုကျင်ငယ်စွန့်ဖို့အတွက်ထွက်ခဲ့တယ်အဲ့ဒီအချိန်တိန်နေဖုံးသွားတဲ့လကပြန်လဲထွက်ပေါ်လာပြီမလို့ပတ်ဝန်းကျင်ဟာအနှဲငယ်မြင်သာထင်သာရှိနေပြီဖြစ်တယ်
ဝင်းဦးတယောက်ကျွမနိုင်ပင်နေအနောက်မှာထိုင်ပြီးတော့အပေါ့သွားလိုက်တယ်။အဲ့ဒီအချိန်နွားနက်ကောင်ရဲ့တရှူရှူတရှဲရှဲနှာမှုတ်တန်ကြောင့်နွားတွေရှိရာစီကြည့်လိုက်တော့အိပ်ပျော်နေတဲ့ဘိုးတင်ကိုမတ်တရက်အနေထားနဲ့တွေ့လိုက်ရတယ်။မတ်တရက်တယ်ဆိုခြင်းဟာပုံမှန်မတ်တရက်ခြင်းမဟုတ်ဘဲနဲ့အဲ့နေရာကနေငုတ်တုတ်ထိုင်ခြင်းမရှိပဲဝလုံးကိုအပေါ်ထောင်ထားသလိုမျိုးတန်တမမန်ရက်နေခြင်းမျိုးဖြစ်တယ်။အဲ့ဒီအတွက်ကိုဝင်းဦးတယောက်ကျုံမနိုင်ပင်နေအနောက်မှာထွက်မလာရဲပဲအချင်းဒီကိုစောင့်ကြည့်နေလိုက်မိရဲ့မတက်ချရက်တဲ့ဘိုးထင်ဟာလည်းရုပ်ချီတကူလုံးမဲနဲ့သွားသလိုအရက်မောင်းလည်းတဖြည်းဖြည်းရှည်ထွက်လာတယ်။အရက်က6ပေကျော်ခဏပေများဖြစ်သွားချိန်မှာတော့သူ့ရဲ့မျက်လုံးတို့ကမီးကြီးခဲ့ပမာနေရဲလို့နေပြီးပတ်ဝန်းကျင်ကိုအကဲခတ်လို့နေရဲ့အတန်ကြာအကဲခတ်ပြီးရဲ့နောက်စင်ကိုမျက်ဖုံးမှာချီထားတဲ့နွားနှက်ကောင်အနားကိုတိုးကပ်သွားပြီးရုံးကန်နေတဲ့နှုတ်ဝါးရဲ့နဖာကျိုးကိုကင်ပြီးတော့ဆွဲချလိုက်တယ်။အဲ့ဒီအချင်းရကြောင့်ကြံနွားတစ်ကောင်ကလည်းအားကုန်သုံးပြီးကျိုးကိုရုံးသွားပြီးတော့ကဆောင်ပေါက်ပြီးခြေဦးတရာထပ်ပြေးသွားတော့တယ်။မကောင်းဆိုးဝါးတယောက်ဖြစ်ပြောင်းလဲသွားတဲ့ဘိုးထင်ဟာသူ့လဲချထားတဲ့နွားကိုလည်းရုံးကန်ခြင်းမရှိနိုင်စေဖို့အတွက်လေပင်ကိုဖက်ပြီးလေချောင်းနေရာကိုလည်းတားရဲတကောင်လိုမျိုးကြိုက်ခဲထားတာကြောင့်နွားကြီးခမအကြောဆွဲပြီးတော့ဆက်ငင်ဆက်နေဖြစ်နေရရှာတယ်။အဲ့ဒီမြင်ကွင်းကိုလာရအောင်မှအတိုင်းသားမြင်နေရတာမလို့ကိုဝင်းဦးကလည်းကျင်ငယ်ပင်ပစိုးနဲ့လွတ်အောင်မစွန့်နိုင်တော့ပဲကြောက်တူးထုံနေတော့တယ်။ဘလို့ပြုတ်မှုရမယ်မသိဖြစ်နေပြီးအော်ဟင်းငိုယိုမိမှစိုးရိမ်လို့သူ့ရဲ့လက်ကိုပတ်စံနဲ့ကိုက်ထားလိုက်တယ်။တော်ရုံကြောက်လန့်တတ်သူမဟုတ်ပေမဲ့လေသူအားကိုအားထားပြုရမယ်ထင်လို့ခေါ်လာတဲ့ဘိုးထင်ဟာအဲ့လိုမျိုးချက်ချင်းကြီးပြောင်းလဲသွားတဲ့အတွက်ပိုရိပ်ပင်ကြောက်ရွံ့နေခြင်းဖြစ်တယ်။မကောင်းဆိုးဝါးကြီးဟာဖြစ်နွားကြီးကိုငြိမ်သက်အောင်တားရဲတကောင်လိုကြိုက်ခဲပြီးနွားကြီးငြိမ်သက်သွားတဲ့အခါမှဖောင်းနေတဲ့ဝမ်းပိုက်နေရာကိုလည်းသူ့ရဲ့လက်နဲ့ထိုးဖောက်လိုက်ကြအောင်လာရအောင်မှတွေးလိုက်ရတော့တယ်။အဲ့ဒီမြင်ကွင်းကိုမြင်နေရတဲ့ကိုဝင်းဦးဟာနွားကြီးပြီးကသူ့လည်းရောက်လာမှစိုးရိမ်ပြီးဘလို့ပြုတ်မှုရမှမသိဖြစ်နေချိန်မှာတိုးနေအတန်မထက်တဲ့ဝင်းဦးသူ့ရဲ့ကြောဘက်စီကအတန်တိုးနဲ့လူတယောက်ပြောတဲ့စကားကြောင့်နောက်ကိုလှည့်ကြည့်လိုက်မိရဲ့သူမြင်ရတာဟာစပင်နဲ့မုတ်စိတ်တွေဖြူဖွေးနေတဲ့လူကြီးတယောက်ကိုဖြစ်တယ်။နှုတ်ကလည်းမုတ်စိတ်ဖြူလို့ခက်တိုးခေါ်လိုက်တယ်။မုတ်စိတ်ဖြူငါမုတ်စိတ်ဖြူမဟုတ်ဘူးမုတ်စိတ်ညိုမင်းအတန်မထက်နဲ့ငါတို့ဒီနားကနေခွာရအောင်ဘိုးထင်ဘာဖြစ်သွားတာတော့သူ့အကြိုက်ခံလိုက်ရတာသူလောက်တာမဟုတ်သူဘာမှမသိဘူးသူ့ရဲ့သွေးနဲ့သူ့ကိုမကောင်းကြံတဲ့ကောင်တွေကကြိုက်ထားတာအဲ့ဒါဆိုကျုပ်တို့ဘယ်လိုလုပ်မလဲလာသူစာငန်းနေတော့ဝေးရအောင်သွားရအောင်မုတ်စိတ်ညိုနဲ့ကိုဝင်းဦးကနွားကြီးဝမ်းပိုက်ကိုဖောက်စားနေရဲ့မကောင်းဆိုးဝါးကောင်သတိမထားမိစေဖို့အတွက်ခက်ဖြည်းဖြည်းဝေးရအောင်ထွက်ခဲ့ကြတယ်အဲ့ဒီအဖြစ်ပြက်နေရနဲ့အတော်ဝေးတဲ့နေရာရောက်တဲ့အခါမုတ်စိတ်ညိုကသူ့ရဲ့လွယ်အတွင်းမှာချီမန်းတစ်ခုကိုလည်းထုတ်ယူပြီးကိုဝင်းဦးရဲ့လက်မှာချိပြီးတော့စတင်စကားဆိုတယ်ဝင်းဦးမင်းဒီနေ့မြင်ခဲ့တာတွေကိုဘယ်သူ့မှရှောက်မပြောနဲ့ကွာကြားလားဘိုးချင်ကအခုလိုဖြစ်ချင်တဲ့ကောင်မဟုတ်ဘူးဆိုတာမင်းသိပါတယ်ကြုံနားလေပါတယ်မင်းနွားတွေဆုံးရှုံးသွားလို့စိတ်မကောင်းပါဘူးငါအယော်ပေးမယ်ကွာမလိုပါဘူးဗျာနွားဆုံးတာဘိုးချင်လောက်အရေးမကြီးဘူးဘိုးထင်ကိုသာပြန်ကောင်းအောင်ဆရာကြီးတို့ကုပေးပါဘာမှမသိတဲ့အဲ့မကောင်းဆိုးဝါးကောင်နဲ့ဘိုးထင်တွေကတွဲနေရအဲ့ကောင်တက်လိုက်မယ်ဆိုရင်ဘိုးထင်မှာတေသွားမှာဘိုးထင်တရားနဲ့အဲ့ကောင်မှာတေမှာငါပြောရမင်းသားလေလားအဲ့ဒါဆိုဘယ်လိုလုပ်ရမှာလဲဗျတချို့ကိစ္စတွေကငါတို့လည်းမတက်နိုင်ဘူးသူနဲ့ပထန်းဆက်ရှိတဲ့သူတယောက်တော့ရောက်လာမယ်ထင်တယ်အခုလောလောဆယ်တော့ရွာသားတွေကိုဒီချီမန်းကျိုးလေးတွေပဲခြိပေးထားသူနဲ့အနီးကပ်နေတဲ့တာအေးနဲ့ပေတူကိုတော့အခုကိစ္စပြောထားမှဖြစ်လိမ့်မယ်အခုဘိုးထင်ကိုဘယ်လိုလုပ်မလဲသူကြံခဲ့ပြီလေထားခဲ့လိုက်မင်းကိုမတွေ့ရင်သူရွာပဲပြန်လာလိမ့်မယ်ကဲဝင်းဦးရေဘိုးထင်အခုလိုဖြစ်နေတာဘာကြောင့်လဲဆိုတာမင်းသိပြီမလားအဲ့တော့ငါတို့တွေဘိုးထင်ကိုဘလို့ပြန်ကောင်းအောင်လုပ်ရမလဲဆိုတာကိုစဉ်းစားကြပါကွာဒီရဲ့ဘိုင်းနဲ့တော့ငါလည်းမင်းတို့ရွာမှာပဲနေမှာပါမုတ်စိတ်ညိုရှိနေတော့တော်သေးရပေါ့ကျုပ်ဖြစ်လေအစောကလက်မီသိတော့မလို့ကဲငါတို့လည်းရွာကိုမြန်ပြန်ကြစို့ဒီလိုနဲ့ကိုဝင်းဦးနဲ့မုတ်စိတ်ညိုဟာအသွင်ပြောင်းပြီးဝင်လာတဲ့နွားတစ်ကောင်ကိုလည်းတက်ပြီးဝမ်းပိုက်ဖောက်စားနေရဲ့ဘိုးထင်ကိုချခဲ့ပြီးတော့ရွာစီကိုပြန်နေကြတယ်နောက်ဖြစ်လာမယ့်ပြဿနာတွေအတွက်ကူညီပေးမဲ့မုတ်စိတ်ညိုရောက်လာတဲ့အတွက်ကြောက်စိတ်လွန်ကဲနေတာကိုဝင်းဦးတယောက်ကြောက်စိတ်ပြောက်သွားပြီးသူ့ဘော်ကောင်းတဲ့ဘိုးထင်ကိုလည်းကူညီဖို့အတွက်မုတ်စိတ်ညိုနဲ့အတူတူ
ရွာကိုပြန်နေပါတော့တယ်ပရိသတ်များရှင်ဇလန်းလေးကိုတော့ကျမတွေရနာခွင့်ပြုပါရှင်နောက်ရက်ချိန်မှာလည်းဇလန်းကောင်းလေးတွေကိုထပ်မံပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ရှင်